နေသက်မှာတဲ့ဘာကြံလဲဆိုတော့တဲ့၃ခုပဲကြံတယ်တဲ့ဥက္ကဋ္ဌထိကပလာဝေါ်လီအဲ့စကန်၃ခုပဲကြံတော့တယ်နေသက်မှာဘာလို့ကရင်တွေကတော့ကရင်တက်တွေတိုက်တယ်သူတို့တိုက်တက်တွေတိုက်တာလေတက်ကဲယုံအယုံလွယ်မှုအပေါ်မှာအားကိုးပြီးတော့လှုပ်သွားတာသိရသလောက်ပေါ့နော်အခုဖြစ်နေတာတက်မှာ9နေမြေမှာထဖြစ်တာထဖောက်တာပေါ့နော်လှိုင်းဘွဲ့ပေါ့နော်လှိုင်းဘွဲ့ပဲလို့လေလှိုင်းဘွဲ့ဗျူဟာပေါ့ကိုကဲမှုအောက်မှာရှိတဲ့အဲ့တက်မှာ9ကဲဆက်နေမြေတွေမှာရှိတဲ့နေသက်စကန်အကုန်လုံးတော်တော်များကို KNU ကသိမ့်ပိုက်တယ်ပေါ့နော်ဆိုတော့အဲ့သိမ့်ပိုက်ခြင်းအကြောင်းရင်းလည်းအဲ့ဒီအစောပိုင်းမှာ KNU ရဲ့တပ်မဟာ9ကငင်းချမ်းရေးယူထားသလိုလို NCA ပဲလုပ်တော့မလို့နဲ့ဒီလိုနေရင်းနဲ့အဲ့ဒီနေသက်စကန်တွေမှာရှိတဲ့တပ်မတော်သားတွေနဲ့သူကဘလူးသွားလုံနေတယ်အဲ့ဒါဘလူးသွားလုံနေတော့တပ်မတော်သားတွေဆိုတာလည်းငါတို့ဒီလိုဖြစ်တယ်ဆိုတော့လက်ခံပြီးတော့စကားပြောတယ်ရင်ပြောရှင်နေနဲ့တက်ရဲ့အခြေအနေတွေကိုလုံးဝဒီကောင်တွေကအတွေ့အကြုံတေချာလေ့လာပြီးတော့အဲ့တက်ကအရာရှိတွေအဲ့နေသက်စကန်တွေမှာရှိတဲ့လူ14ယောက်15ယောက်ပဲရှိတဲ့စကန်တွေရာရှိရာခံတွေကိုတွားပြီးပေါင်းတယ်ပျော်ရွှင်ပေါင်းပြီးတော့တငယ်ချင်းပေါင်းရောက်ဖက်ရေးပါညာဖြစ်ပြီးတော့နောက်ဆုံးမှာပြီးလဲပြီးတော့အချိန်ကြီးပိုင်ပြီလဲဆိုအခုလဲကြာအောင်ပတ်ဆိုပြီးတော့သူကအဲ့ဒီလက်နက်ကအိုက်တက်တွေကိုတော့သူကကရင်တက်တွေကလူ900နဲ့ဝင်စီးတယ်စီးပြီးတော့ဝိုင်းမတိုက်ဘဲနဲ့ဝိုင်းပြီးတော့ဖုန်းဆက်တယ်မင်းတို့တွေလက်နက်ချမင်းတို့လက်နက်ချမဆိုထိုင်းဘက်ကိုထွက်ပြေးလို့ငါတို့ပေါက်ဖွင့်မယ်မချရင်တော့ငါတို့ကမင်းတို့ပြတ်ရှင်းမှာအဲ့တော့အရာရှိတွေကိုလည်းငွေနဲ့ပေါက်တယ်ခင်မင်မှုနဲ့ယုံသွင်းတယ်ငွေနဲ့ပေါက်တယ်ပြီးပြီးတော့ NCA လို့ဘာလို့နဲ့နေမီတွေသိမ်းတယ်အဲ့လိုလုပ်တယ်အဲ့တော့တပ်မတော်သားတွေကလည်းပွင့်တယ်တပ်မတော်သားတွေအနေနဲ့ကလည်းကိုယ့်ကိုလာပြီးတော့တချို့ကိစ္စတွေမှာတပ်မတော်သားတွေဘက်ကလည်းတော်တော်လေးသတိကြီးထားပါကိုယ့်ကိုလာပြီးတော့တငယ်ချင်းလိုမိတ်ဆွေလိုရင်းနှီးလိုလာလုပ်နေတယ်ဆိုရင်ကိုနဲ့ရန်သူဖြစ်နေတဲ့ပုံကိုယ်တွေဖွဲ့စည်းနေပတ်သက်ဒါတွေကရှောင်ရှားသတိထားတင်တယ်လို့ပြောချင်တယ်ဘာလို့ဆိုခင်ဗျားတို့ဒါကြငင်းချမ်းဆိုတဲ့စကားအောက်ကနေငင်းချမ်းရေးဆိုပြီးတော့တပ်မတော်လူလဲကြတဲ့အားတွေရှိတယ်အဲ့ခါကျတော့ပွင့်လင်းပြောရအောင်အဲ့လိုခါမျိုးတွေမှာအခုဒီဖြစ်တဲ့ဖြစ်စဉ်တွေကနေသက်စကန်တွေတခုပါဝါဖြစ်စဉ်တွေအဲ့ဒီကစရလို့ကျွန်တော်ပြောချင်တယ်အခုဥက္ကဋ္ဌရဲ့ထိကပလာရဲ့ဝေါ်လီရဲ့3ခုကျန်တယ်အဲ့3ခုကျန်တဲ့ဟာကျတော့အဲ့3ခုကျန်တဲ့ဒီကောင်တွေလာတိုက်ဖို့ကြိုးစားတယ်အခုဆိုရင်ဥက္ကဋ္ဌကိုတိုက်မယ်ဆိုပြီးသူတို့ကြွေးကြော်နေတယ်ဒီဘက်မှာတိုက်မယ်လို့ကြွေးကြော်နေပြီဆိုတော့ဥက္ကဋ္ဌတိုက်မယ်ဆိုလို့ရှိရင်ဥက္ကဋ္ဌကတော့တောင်းခံထားသေးတယ်ပြီးခဲ့တဲ့အားတော့လည်းတက်ရှိစီယိုဆိုပြီးတော့နာမည်ကြီးသွားသေးတယ်ခင်ဗျားတို့သိလိမ့်မယ်အဲ့ရုပ်ရှင်ကားတော့ထွက်ခဲ့သေးတယ်အဲ့တော့အဲ့တော့လည်းဒီကောင်တွေလာတိုက်တယ်ထွက်ပြေးရတယ်မနိုင်ဘူးအခုလည်းပြီးရခေါက်ကမရတဲ့အတွက်ခုရမလားဆိုပြီးတော့တိုက်ဖို့ကြိုးစားတယ်ဒါပေမဲ့လည်းဒီတစ်ခေါက်ကတော့တက်ကပြန်ချဒီတစ်ခေါက်လည်းရမလားဆိုတဲ့နေရာမှာတော့တက်ကတော့ပြန်ချလိမ့်မယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့အဲ့ဒီ3နေရာကျန်တယ်အဲ့ဒီ3နေရာတော့တက်နေသမျှခံချမယ်ချကြလိမ့်မယ်လို့ယူဆတယ်ပေါ့နော်ဆိုတော့ဘာပဲပြောအခုချိန်ထိဘယ်ကိုတိုက်လဲဆိုတော့အခုတိုက်နေတာနောက်ဆုံးတိုက်နေတာပါထိကပလာကိုတိုက်တယ်ထိကပလာကိုတိုက်တဲ့အခါမှာပြီးခဲ့တဲ့9ရက်နေ့တည်းကစပြီးတော့ drop bone တွေချတာနော်ချတာလွန်ခဲ့တဲ့2ရက်လောက်ထိ drop bone တွေအလုံး150လောက်ချတယ်9ရက်စရိုက်drop bone အလုံး150လောက်ချတယ်ချပြီးတော့တိုက်တယ်ဒါပေမဲ့ထိကပလာကိုမရတော့သူတို့ဘာလုပ်လဲနောက်ကိုဆုတ်ပြီးတော့ပဲသွားတယ်ဆိုတော့တချို့တက်တွေကခုနရင်းနှီးပေါင်းမိတ်ဆွေပေါင်းတကယ်ချင်းပေါင်းရင်းနဲ့အဲ့မှာဘာလဲ information အချက်လက်ရအောင်ယူပြီးကင်းထောက်ပြီးတော့လိုတဲ့အချိန်မှာကောက်ပြီးဆွဲစားတိုက်ဒီလိုမျိုးလုပ်တာမျိုးဒါကြီးကြတော့ဒါမျိုးကြီးဖြစ်လာတဲ့ခါကျတော့ဒီခုန3ခုကတော့โอเคထားတော့ထိကပလာတို့ခုနဝေါ်လီတို့3ခုကတက်ကလူတွေကြတော့အဲ့ဒါမျိုးအလုံးမခံတဲ့ခါကျတော့ဝင်လုံးလို့မရတော့အခုတို့တိုက်ရခက်တယ်ပြီးတော့တို့အဲ့လိုဝင်လုံးပြီးတော့စစ်သားတွေထွက်ပြေးပြီးမရှိတော့မှတို့ငါတို့ရပြီဆိုကြွေးကြော်တယ်ဆိုတော့စစ်သားတွေကိုအယုံသွင်းပြီးတော့မှနေမျိုးတွေအပိုင်သိမ့်နေတဲ့ဇလံမျိုးတွေလုပ်နေတာဒါတွေသတိကြီးထားကြဖို့တော့တပ်မတော်သားတွေနဲ့လူမယ်လို့တော့ကျွန်တော်ထင်တယ်ဗျခက်တာကလည်းကျွန်တော်ကဒီကပြောရမယ်အဲ့နေသက်မှာခြေတပ်မတော်သားတွေကဒါတွေမမီတော့ဘူးသူတို့သိတဲ့အချိန်မှာအချိန်နောက်ကျကုန်ပြီတချို့ဟာတွေကနောက်ကျသွားတယ်သူတို့အတိနောက်ကျကုန်ပြီဆိုတော့ဒါလေးကတော်တော်ဖြစ်တယ်ပေါ့တပ်မတော်သားတွေနဲ့အယုံမလွယ်ကြဘူးလေရေးကြည့်တယ်လို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်နော်ဒါလေးကဆက်လို့ပြောတာပါနောက်တစ်ခုကတော့အဲ့ကရင်ပြည်နဲ့ပတ်သက်ရင်တော့ကရင်မှာရှိတဲ့နေသက်ကတပ်တွေကိုတော်တော်များတော့ drone တွေပဲကောင်းပေးထားရင်တော့ကောင်းနေမယ်သူ drone ကို drone ဆိုရင်တော့ဒီကောင်တွေမခံနိုင်ဘူးလို့ကျွန်တော်ကြားပါတယ်အဲ့တော့ drone to drone fight ပဲဆိုရင်တော့သူတို့မခံနိုင်လို့ကြားတယ်သူတို့အပေါ်က drone နဲ့ချတာဟုတ်ဗျာ drone တွေပဲတက်ကိုစော်နေဆိုတော့အဲ့ drone ကိစ္စတော်တော်ရှင်းရခဲ့တဲ့ကိစ္စပါတက်မတော်အနေနဲ့လည်းတနိုင်ကလုံးမှာရှိတဲ့တက်မတော်တိုက်ရင်းတွေပေါ့နော်ဒီမှာတိုက်ရင်းတွေအကုန်လုံးမှာရှင်းပြရင်တော့နေဆက်တွေတိုက်နေတဲ့တက်တွေတကယ်တိုက်နေတဲ့တက်တွေရှိမှာတိုက်ရင်းတိုင်းလိုမှာ drone တွေ3-4 စီးတိုက်ရင်းတစ်ခုမှာ3-4 စီးလောက်ရှိထားဖို့လိုတယ်ထင်တယ်ကင်းထောက်တဲ့ drone ရဲ့တကယ်ကို drone ချမဲ့ drone နှလုံးလောက်ပဲကင်းထောက်မဲ့ drone တစ်စင်းလောက်ပဲဆိုတော့3စင်းလောက်နဲ့ကြည့်ရင်တော့ဘာပြီးတော့ကောင်းပါလိမ့်မယ်အဲ့ဒီတွေ့တဲ့တက်မတော်အနေနဲ့ကငွေကတော့ရှားလိမ့်မယ်မထင်ဘူးဗျာတကယ်တမ်းကျတော့တကယ်တမ်းသာအလှူသာခံကြည့်လူခံတံမလို့ဟုတ်ဗျာတို့တွေလုပ်ငန်းရှင်ချို့မိတ်ဆွေချို့ပြောလိုက်ရင်တော့အဲ့မှာဝိုင်းလှူကြမယ်လူကြီးတိုက်ရင်တိုင်းတွေတတိတွေဝိုင်းလှူပေးပါလိမ့်မယ်ဘာလို့သူတို့လည်းသူတို့စီးပွားထိခိုက်လိုက်မခံနိုင်ပါဘူးအဲ့ခါကျတော့ဒါတွေကိုမြန်မြန်ပြအေးရောဆိုသူတို့လှူပေးတိုင်းလုပ်လိမ့်မယ်အဲ့တော့တက်မတော်အနေနဲ့တချို့ကိစ္စတွေမှာအရာရာကိုစဉ်းစားတဲ့အခါစီမင်းစည်းကမ်းတွေအောက်ကနေတချို့ out of box ပေါ့box ကအပြင်ဘက်ကနေထွက်ပြီးတွေးပြီးတော့လောက်ကင်ကြားဖို့တင့်တယ်လို့ပဲခေါင်းဆောင်ပိုင်းတွေဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေကိုတိုက်တွန်းခြင်းပါတယ်နော်ဒါတော့ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ဘိုးဘန်ကိစ္စပါ
ဘိုးဘန်ကအခုဟိုစပြီးတော့ဒီထုတ်ပြန်ချက်တွေတော့ထုတ်တယ်ပေါ့ဘိုးဘန်ထုတ်ပြန်ချက်တော့ထုတ်တယ်အဲ့ဒါဘာလဲဆိုတော့မနေ့ကထုတ်တော့ဗောနော်သူတို့အရေးယူဖို့ပေါ့ဗျာပို့လည်းပြောရတော့ဘိုးဘန်တရားမဝင်နိုင်ငံခြားငွေဝယ်အောင်လုပ်တဲ့သူတွေရေးယူတာအရှိန်မြင့်မယ်ဆိုပြီးတော့ဒါ12ရက်နေ့ကမနေ့ကဘိုးဘန်ထုတ်ပြန်တယ်ပြောရတော့တရားဝင်လိုင်စင်မရှိဘဲနိုင်ငံခြားငွေကြီးတွေကိုဝယ်ယူရောင်းချလဲလှယ်ခြင်းကိုရွေးရှိလုပ်တဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေကိုထိထိရောက်ရေးယူဖို့အရှိန်မြင့်သွားမယ်ဆိုပြီးတော့ဘိုးဘန်ကအသိပေးတယ်အဲ့တော့အမေရိကန်ဒေါ်လာနဲ့နိုင်ငံခြားငွေကြီးဈေးနှုန်းတွေမတည်မငြိမ်ဖြစ်အောင်တဲ့ Facebook page တွေ Facebook group တွေ Viber group တွေမြန်မာ market price တို့လို application တွေလှုပ်ဆော်ဆောင်နေတာတွေကိုစောင့်ကြည့်တယ်တဲ့စောင့်ကြည့်ပြီးတော့အဲ့ဒီလိုစောင့်ကြည့်ပြီးတော့မမှန်ကန်လုပ်တဲ့သတင်းဖြန့်နေတာတွေလုပ်တဲ့အတွက်ဒီလူတွေကိုသက်ဆိုင်ရာမြို့နယ်အလိုက်တရားရုံးတွေတရားစွဲဆိုအပြစ်ပေးတာတွေလုပ်မယ်တဲ့နော်အဲ့လိုပြောတယ်အဲ့တော့ဘိုးဘန်နေနဲ့ပြောချင်တာကတော့သူ့အနေနဲ့ဒီလိုမျိုးလုပ်တာမကြိုက်ဘူးလက်မခံဘူးဗျာသူကရွှေနဲ့ပတ်သက်ရင်လည်းရွှေသိန်းကလည်းထုတ်ပြန်တယ်ပေါ့နော်ထုတ်ပြန်တာရှိလာတယ်ဆိုတော့ငွေနဲ့ပတ်သက်ရင်တော့ဘိုးဘန်ကကျွန်တော်သိရတော့တာတင်းကြပ်ကင်တွေ့မလားမကင်တွေ့မလားတော့မသိဘူးမနှက်ဖြန်မှာတော့ဒီဘိုးဘန်နဲ့ဘန်ဒီအကုန်လုံးသူတို့ဆွေးနွေးပွဲရှိတယ်လို့သိရတယ်ဘိုးဘန်နဲ့ဘန်ဒီအကုန်လုံးဆွေးနွေးပွဲရှိတယ်လို့သိရတယ်ဘာလို့ဆွေးနွေးမှလဲမင်းတော့ဘန်နာရေးငွေကြီးပေါ့ဗျာငလျင်တန်းပြန်လဲထူထောင်ရေးပါမယ်နောက်ကဒီဘန်နာရေးငွေကြီးစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ money laundering ကိစ္စမျိုးတွေပါလာနိုင်တယ်နောက်ကငွေနဲ့ပတ်သက်ပြီးတော့မတမာမှုလုပ်မဲ့ကိစ္စတွေကိုကာဝယ်တားဆီးဖို့ထိန်းချောင်းမှုပါလာနိုင်တယ်စသဖြင့်အဲ့ဒါတွေပါလာလိမ့်မယ်လို့ယူဆတယ်ဆိုတော့အဲ့ဒီဘိုးဘန်နဲ့ပုဂ္ဂလိကဘန်ဒီတွေ့ကြမယ်ဆွေးနွေးကြမယ်ဆွေးနွေးပွဲကိုနော်ငွေကြီးစကွက်ကိစ္စကိုဆွေးနွေးပွဲကိုအစမီဒီယာတွေကိုဖိတ်မယ်လို့သူတို့ဘက်ကအစီအစဉ်ခဲ့တယ်ဒါပေမဲ့မီဒီယာတို့9ခုပဲစင်းတောင်းတယ်9ခုစင်းတောင်းပြီးတော့အဲ့9ခုကိုဖိတ်မယ်လို့သူကစင်းတောင်းပြီးတော့အဲ့9ခုကိုဖိတ်ဖို့လုပ်မယ်ပြောခဲ့တယ်ဒါပေမဲ့အခုဒီနေ့နောက်ဆုံးသိရတာကအဲ့9ခုလည်း9ခုလုံးတော့မသိပေမဲ့မဖိတ်တော့ဘူးဆိုပြီးပြန်ပြောတယ်မီဒီယာတွေမဖိတ်တော့ဘူးလို့ပြောတယ်တဲ့ဆိုတော့မီဒီယာတွေဖိတ်တော့ဘူးဆိုတော့ကျွန်တော်တို့လိုပဲအခြားလူတွေလည်းမပါဘူးဆိုတော့လည်းဒါသူတို့စဉ်းစားတာတစ်မျိုးပေါ့ဒါပေမဲ့တချို့တွေကိုခြံထားပြီးတော့တချို့တွေကိုအကုန်ဖိတ်လိုက်ပြီးတချို့တွေကိုကျတော့ဖယ်လိုက်တယ်ဆိုတော့မျိုးလားဘယ်လိုလဲတော့မသိဘူးဘိုးဘန်သဘောထားဘယ်လိုလဲတော့ကျွန်တော်မသိဘူးမီဒီယာတွေ9ခုအစဖိတ်မယ်ဆိုမီဒီယာ9ခုစရင်လုပ်ပါတယ်အဲ့ထက်မှကျွန်တော်တို့တစ်ခုပါဝင်ဖြစ်ပါတယ် MP News Statement အနေနဲ့တစ်ခုပါဝင်ဖြစ်ပါတယ်ဒါပေမဲ့သူတို့အနားနီးလာတဲ့ခါကျတော့သူတို့ဘာလို့စိုးရိမ်သွားလဲမသိဘူးမီဒီယာတွေမဖိတ်တော့ဘူးဆိုလုပ်တယ်ဆိုတော့ကျွန်တော်တို့မပါတော့ဘူးဗျာကျွန်တော်တို့ဆရာမီဒီယာတွေကျွန်တော်တို့ journalist တွေတွားဖို့မတွားလိုက်အောင်ပေါ့ဆိုတော့ရှိတယ်ဆိုတော့ဘိုးဘန်နဲ့အဲ့ဒီဘန်ဒီဆွေးနွေးကြမယ့်ကိစ္စကိုကျွန်တော်တို့မီဒီယာတွေကိုမသိစေခြင်းဘူးဆိုတဲ့အဓိပ္ပာယ်ကိုတွားတက်ရောက်တော့ဗောနော်သိလို့မကောင်းအောင်သိလို့မဖြစ်ဘူးပေါ့ဒါမျိုးတက်ရောက်တယ်လို့ထင်မှန်းတယ်အဲ့တော့တခါကြရလဲဘိုးဘန်ကလည်းသူ့ရဲ့စဉ်းစားဝင်စဉ်းစားနည်းလည်းဘယ်လိုစဉ်းစားလဲတော့ကျွန်တော်မသိဘူးဗျတခါကြရလဲသူတို့စဉ်းစားဝင်စဉ်းစားနည်းအဓိကဘိုးဘန်နေနဲ့ငွေကြီးစက်ကိုကိုက်တွယ်မယ်ဆိုလို့ရှိရင်ဘိုးဘန်နေနဲ့သူတွဲပြီးအလုပ်လုပ်ကြတယ်လို့မီဒီယာတွေနဲ့လည်းတွဲလုပ်ဖို့လိုတယ်လို့ကျွန်တော်နားလည်ထားတယ်ဒါပေမဲ့မီဒီယာတွေသူတွဲမလုပ်ရင်တော့မလုပ်ရင်တော့တချို့သူလုပ်ချင်တာတွေရှေ့ရောက်မှာမဟုတ်ဘူးဗျဘိုးဘန်နေနဲ့အဲ့တော့ဘိုးဘန်လည်းသူဘယ်လိုစဉ်းစားမလို့တော့မသိဘူးပြီးတော့လက်ရှိငလျင်ပြန်လဲထူထောင်ရေးကိစ္စအပါအဝင်ကျွန်တော်တို့နိုင်ငံရဲ့ငွေကြီးကဏ္ဍပေါ့နော်ငွေကြီးကဏ္ဍပြန်လဲတက်မှတ်လာရေးတကယ်အားကောင်းခိုင်မာလာရေးအတွက်ကရှင်းပြောရင်တော့ဘိုးဘန်ရဲ့လုံထုံလုံနည်းတော်တော်များဖြည့်လျှော့မှရမယ်ဘိုးဘန်ကအေရှင်မအတွက်တွက်နေသလိုတွက်လို့မရဘူးအေရှင်မတယောက်တွက်နေလို့မရဘူးဘိုးဘန်ကစီးပွားရေးဈေးကွက်ကိုကောင်းကောင်းမြင်နိုင်ရမယ်အရာအလုံးကိုသူကဒီဘာလဲဆိုတော့တခါလေဝင်ထားတဲ့ပတ်စံကိုချစ်လေးဆုပ်ထားပြီးတော့ချစ်ပေါင်ဆုပ်ထားပြီးတော့မစားဘူးကွာအငတ်ခံမယ်ကွာပတ်စံစုမယ်ကွာဆိုတော့ပုံစံမျိုးနဲ့ပဲရက်တည်နေအဲ့ဒါဘိုးဘန်ရဲ့လုံထုံလုံနည်းကကျွန်တော်အမြင်ပြောရင်မှားနေလို့ထင်တယ်ပေါ်လည်းပြောတော့အဲ့တော့ဘိုးဘန်နေတဲ့ကလည်းဒီလိုမျိုးမူဝါဒတွေကိုပြောင်းလဲနိုင်ဖို့လိုမယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါပေမဲ့ဘိုးဘန်ကလည်းကျွန်တော်ဘယ်လိုပဲတိုက်တွန်းတယ်တော့သူတို့ကပညာရှင်တွေဆိုတော့ပညာရှင်ကလည်းပညာရှင်ရဲ့မာနကြီးပြီဆိုရင်ပညာရှင်ရဲ့မာနပိုကြောက်ဖို့ကောင်းတယ်ဆိုတော့ပညာရှင်မာနကြီးပို့ပြီးပြောရဆိုတော့သိခက်တယ်ဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ပညာရှင်တို့မာနကြီးနေသလားတော့မသိပါဘူးနော်ဘိုးဘန်ဆိုတော့